အမနဲ့ကျမတို့နှစ်ယောက်စလုံးကချမ်းသာကြွယ်ဝတဲ့လုပ်ငန်းရှင်တစ်ယောက်ကိုချစ်မိခဲ့ကြတယ်။သူကမိမိရဲ့အနာဂတ်ဇနီးကိုမျက်နှာမမြင်ပဲ blind box နံပါတ်ရွေးချယ်တဲ့နည်းနဲ့ရွေးမယ်ဆိုတော့ကျမတို့နှစ်ယောက်လုံးကကိုယ့်နံပါတ်ကိုရွေးမယ်လို့မျှော်လင့်ခဲ့ကြတယ်။သူရွေးလိုက်တဲ့ blind box ကအမော့ရဲ့နံပါတ်ပါတဲ့ box ထိပေမဲ့ဖွင့်ကြည့်လိုက်တဲ့အခါထဲမှာကျမရဲ့နံပါတ်ပဲရှိနေခဲ့တယ်။ကျမဝမ်းသာလုံးလို့သူ့စီကိုချက်ချင်းတိုးသွားပြီးဖတ်လိုက်ပေမဲ့သူ့မျက်လုံးတွေလာတော့အမပေါ်မှာပဲရှိနေတယ်ဆိုတာကိုမသိခဲ့ပါဘူး။မင်္ဂလာနေ့ရောက်လာတဲ့အခါသူကကျမကိုမျက်နှာကိုအပြင်းထန်ပါရလိုက်ပြီးအမရဲ့အလောင်းအိမ်ကိုတောင်ခေါ်သွားခဲ့တယ်။ဘာတွေဖြစ်ခဲ့လဲဆိုတာကိုကျမမသိနိုင်ခဲ့ဘူး။ဒါပေမဲ့သူကတော့အမရဲ့ blind box ကိုကျမခိုးယူလိုက်လို့သူမကိုမလက်ထပ်နိုင်ခဲ့တာကြောင့်အမကနှလုံးရောဂါနဲ့တည်သွားခဲ့တယ်လို့ကျမကိုအပြစ်တင်ခဲ့တယ်။ပြီးတော့မင်္ဂလာလက်စွပ်ကိုလည်းကျမလက်မှာဖြုတ်ယူပြီးမင်းဒီလက်စွပ်ကိုဝတ်ဖို့မထိုက်တန်ဘူးလို့ပြောခဲ့တယ်။နောက်ဆုံးတော့ကျမကိုအမရဲ့တစ်တားလေးကိုတောင်ထည့်လိုက်တယ်။ကံကောင်းစွာနဲ့မိုးကောင်းကင်ကကျမကိုတနာခဲ့တယ်လို့ blind box နဲ့ဇနီးရီးမေနေမှာပဲကျမပြန်လဲမွေးဖွားလာခဲ့တယ်။ဒုတိယအကြိမ်အသက်ရလာတဲ့အတွက်ဒီတစ်ခါတော့ကိုယ့်ကံကျမကိုကိုယ်တိုင်ပြောင်းလဲမယ်လို့ဆုံးဖြတ်လိုက်တယ်။အရင်ဘဝမှာကျမအဖေကပြင်းထန်တဲ့နာမကျန်းဖြစ်နေချိန်မှာမိခေကစွန့်ပစ်ပြီးသူ့အရင်ချစ်သူနဲ့ပြန်လက်ထပ်ခဲ့တယ်။ကျမကိုလည်းခေါ်သွားခဲ့တယ်။အဲ့ဒီလူမှာအရင်ကတည်းကသမီးတစ်ယောက်ရှိပြီးသားဖြစ်ပေမဲ့မိခင်ကတော့သူ့သမီးကိုပဲအလွန်ချစ်ခင်ဂရုစိုက်ခဲ့တယ်။ငယ်ငယ်တုန်းကတော့သူကကျမကိုကူညီပေးတတ်ခဲ့တယ်။အရွယ်ရောက်လာတဲ့အခါကျမသူ့ကိုချစ်မိသွားခဲ့ပေမဲ့အမကသူ့ကိုခိုးယူသွားခဲ့တယ်။သူတို့နှစ်ယောက်မင်္ဂလာမဆောင်နိုင်ခဲ့တာကအမမှာဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တစ်ခုရှိလို့ပဲဖြစ်တယ်။အမရဲ့လျှို့ဝှက်ချက်ကိုဖုံးကွယ်ဖို့မိခင်ကအရင်ဘဝမှာ blind box နံပါတ်ကိုလျှို့ဝှက်ပြောင်းပြီးကျမနံပါတ်နဲ့လဲထားတယ်။ဒီတစ်ခါတော့ကျမကိုယ်တိုင်နံပါတ်ကိုအမဘက်ပြန်ပြောင်းလိုက်တယ်။သူအမရဲ့နံပါတ်ကိုမြင်လိုက်တဲ့အခါအလွန်ဝမ်းသာသွားနေတယ်။ဒါပေမဲ့မိခင်ကမင်္ဂလာမတိုင်ခင်သူ့ကိုကျမနဲ့လက်ထပ်ဖို့သဘောတူအောင်လုပ်ပေးရမယ်လို့တောင်းဆိုခဲ့တယ်။ဒါကြောင့်ကျမကသူတို့ကိုအံ့အားစရာလက်ဆောင်တစ်ခုပေးဖို့ဆုံးဖြတ်လိုက်တယ်။အိမ်ပြန်ရောက်တော့အမကကျမအဖေကချန်ထားခဲ့တဲ့တခုတည်းသောလက်ဆောင်ကိုရည်ရွယ်ချက်အရှိရှိဖျက်ဆီးထားတာကိုတွေ့လိုက်ရတယ်။အဲ့ဒီအချိန်မှာပဲစားပွဲပေါ်ကပူပူရီကိုတွေ့လိုက်ပြီးအရင်ဘဝကိုတတိယသွားတယ်။အရင်ဘဝမှာအမကပူရီနဲ့ကျမကိုရည်ရွယ်ချက်အရှိရှိလောင်းပြီးပြန်ပြီးကျမကိုအဖြစ်တင်ခဲ့တာမှာဒီတစ်ခါတော့မနာလိုမထစ်ဖဲအမကိုတွန်းလိုက်တယ်။ပူရီကသူမကိုလုံးဝလောင်းကျသွားခဲ့တယ်။ထွန်းကအမကိုအမြင်အဝတ်စားချုပ်ပြီးဆေးလိမ်ဖို့ဖြုတ်ခဲ့ပြီးမဲ့သူမကသူ့ရဲ့လှုပ်ဝက်ချက်ဖော်ထုတ်သွားမှကြောက်လန့်သွားပြီးထိတ်လန့်သွားခဲ့တယ်။မီးမလောင်ဘူးလို့လိန်ဖြိုးပြီးအလင်းအဆန်ဖုံးကွယ်ဖို့အကျိုးစားခဲ့ပြီးမဲ့ကျမရဲ့လက်စားမြူကအဆက်ပဲရှိသေးတယ်ဆိုတာကိုသူမမသိခဲ့ပါဘူး။မကြခင်မှာပဲထိုက်ခွန်းနဲ့အမတို့ရဲ့မင်္ဂလာပွဲကျင်းပလာတယ်။ကျမဖိုင်တစ်ခုကိုကင်ပြီးမင်္ဂလာခန်းထဲဝင်သွားခဲ့တယ်။ကျမထိုက်ခွန်းကိုအမရဲ့လျှို့ဝှက်ချက်ကိုသိချင်လားလို့မေးလိုက်တော့မိခင်ကကျမကိုမနာလို့ဖြစ်နေကားလို့ဆွပြောခဲ့တယ်။ထိုက်ခွန်းကတော့အမကိုကာကွယ်ဖို့ရှေ့တက်သွားခဲ့တယ်။သူကကိုရန်တော်ဒီကိုဆွဲထုတ်ခိုင်းမဲ့အချိန်မှာပဲကျမကမိတူစာရွက်ဒီကိုမြေပြင်ပေါ်ချလိုက်ပြီးအပြုံးဆက်ဆက်နဲ့ပြောလိုက်တယ်။မင်းအသက်မရှိမချေကာကွယ်နေတဲ့အမျိုးသမီးကတကယ်ပဲမင်းလက်ထက်ချင်းတဲ့အမျိုးသမီးဟုတ်ရဲ့လား။စာရွက်ဒီကိုမြင်လိုက်တဲ့အခါသူကနေရာမှာပဲတုံသွားခဲ့ပါတယ်။